အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်က Microsoft Word ထဲမှာဒီတက်လေးတွေပေါ့နော်ခေါ်ပြီးတော့မှစာရိုက်တဲ့ပုံစံလေးတွေပေါ့နော်ဒီဘက် down လေးမှာပြထားတယ်ဒီ left တက် right တက် decimal တက်လေးတွေကိုခေါ်ပြီးတော့မှစာရိုက်တဲ့နည်းလမ်းလေးနဲ့ပြီးလို့ရှိရင်ညီမတို့စာ file လေးတွေကိုအရေးကြီးတဲ့ file တွေကိုညီမတို့ရိုးရိုးတန်းတန်း save လုပ်ထားတာမျိုးမဟုတ်ဘဲနဲ့log လေးခတ်ပြီးတော့မှာပေါ့နော်ဘယ်သူမှဒီစုံတယောက်ကမှဝင်ပြီးတော့မှပြင်ဆင်လို့မရအောင်လောချတဲ့နည်းလေးကိုညီမဒီနေ့မှာ sharing လုပ်ပေးတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်ပထမဦးဆုံးညီမတို့ Microsoft Word ထဲကိုဝင်ထားပါတော့ Microsoft Word ထဲမှာဆိုရင်အခုဒါဆိုရင်ဒါ left tab လေးကိုပြထားပါတော့။ပြီးရင်ဒါဆိုရင်center tab ပေါ့နော်။ပြီးရင်ဒါဆိုရင် right tab ပေါ့နော်။ပြီးရင်ဒါဆိုရင် decimal tab ဆိုပြီးတော့သူ့မှာ၄မျိုးရှိပါတယ်။ညီမကပထမဦးဆုံးဘာလေးကိုသုံးပြမလဲဆိုရင် left tab လေးကိုစပြီးသုံးပြပါတော့နော်။ညီမတို့ဒီ left tab ကလေးကိုညီမကဒီတစ်နေရာလေးပေါ့နော်။ဒီတစ်လက်မှတ်နေရာလောက်ကနေစပြီးတော့ငုတ်ကလေးချလိုက်တယ်။ချပြီးတော့ဆိုလို့ရှိရင်အဲ့နေရာလေးကိုစာရိုက်ချင်တာပေါ့နော်။အဲချင်တာဆိုရင်ညီမ tab လေးခေါ်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်ညီမကညီပေါ့ထိုက်လိုက်တယ်ပေါ့ပြီးပြီဆိုရင်ညီမအခုကဘာလုပ်မလဲဆိုတော့ဒီအလယ်လောက်ကိုညီမရောက်ချင်တာအလယ်လောက်ရောက်ချင်ဒီဆိုပုံမှန်ဆိုဘာနဲ့သွားလဲဆိုရင်ဒီ space bar တွေနဲ့သွားဒါပေမဲ့တစ်ချောင်းနဲ့ရိုက်မှာဆိုရင်တော့ညီမတို့ space bar နဲ့သွားတာငါပြဿနာမရှိဘူးလေညီမတို့ရိုက်ချင်တာအုပ်စုလိုက်လေးတွေပေါ့နော်နာမည်ဆိုလဲ3-4ယောက်လောက်ရှိမယ်ပြီးရင်ယာဒူးဆိုလို့ရှိရင်လည်း3-4မျိုးလောက်ရှိမယ်ပေါ့နော်အဲ့ဒါမျိုးညီမတို့ကဇာတ်တိုက်ရိုက်ချင်တာမျိုးဆိုလို့ရှိရင်ကြတော့ညီမတို့ကဒီ space bar နဲ့တောက်လျှောက်ရိုက်နေမယ်ဆိုရင်စာတွေရဲ့တစ်ခါတလေမှာမညီညာတာမျိုးတွေဖြစ်တယ်။ညီမငုတ်ကလေးချပြီးရိုက်မယ်ဆိုရင်တော့အဲ့လိုမျိုး error တွေမရှိဘူးပေါ့။ညီမဒါဆိုရင် center tag လေးယူလိုက်မယ်ပြီးရင်3လောက်မှချလိုက်တယ်။ပြီးရင်ညီမက tag လေးတစ်ချက်ခုံလိုက်မယ်ပြီးလို့ရှိရင်ယာဒူးတောင်းပေါ့နော်။ဒါတော့ညီမ example ရိုက်ပြတာပေါ့နော်။ဒါလေးပြီးသားဆိုရင်ညီမဒီဘက် down zone လေးမှာလက်မှတ်ပေါ့နော်။လက်မှတ်ပေါ့။အဲ့မဲ့ဆိုဒါညီမက right tag ကလေးကိုယူလိုက်တယ်။ပြီးဒီ9ခွဲလောက်ကိုညီမထားလိုက်တယ်ပေါ့နော်ပြီးရင်တက်လေးတစ်ချက်ခုံလိုက်တယ်ပြီးရင်လက်မှတ်ပေါ့ဒါဆိုရင်3ခုရသွားပြီပေါ့နော်အမည်ရဲ့ယာရုတောင်ဝင်ရဲ့လက်မှတ်ဒါပြီးမှညီမက enter လေးတစ်ချက်ခောက်လိုက်တယ်ပေါ့နော် enter တစ်ချက်ခောက်ပြီးရင်သူကဘယ်ငုတ်ကိုစပြမလဲဆိုတော့ left tab ကိုရင်စပြမှာနော်ညီမတက်လေးတစ်ချက်ခုံလိုက်မယ်ဆိုရင်ဒီပေါ့ center tab ထဲကိုဝင်သွားတယ်ပေါ့နော်ညီမကဒီနားလေးကိုပြန်လာလိုက်မယ်နော်ပြန်ပြီးတော့မှကာစာလေးချလိုက်မယ်ပြီးရင်နာမည်တစ်ခုကိုညီမရိုက်လိုက်မယ်ပေါ့နော်ညီမနာမည်ပေါ့တော့ပြည့်စုံပြီးရင် tab လေးတစ်ချက်ခုံလိုက်မယ်ပေါ့နော်ခုံလိုက်မယ်ဆိုရင်ဒါအလဲကိုရောက်သွားတယ်ပေါ့သူဒီမှာအလဲယူထားပြီးသားနေရာရာဒူးတောင်ပေါ့ဒီမှာဆိုညီမလောလောဆယ်စတင်နေတာဆိုတော့တင်ကြားရေးပေါ့နော်တင်ကြားရေးပေါ့လက်မှတ်ဆိုတော့တက်လေးတစ်ချက်ခုံလိုက်တယ်ဒီမှာဆိုညီမကပြည့်လို့ထိုးတယ်ပေါ့နော်ဒါဆိုရင်ပြည့်ပေါ့ပြီးရင်နောက်တစ်ခုပေါ့နောက်ထပ်ထပ်လုပ်လာဒါနောက်တစ်ယောက်ကိုညီမရေးတော့မယ်ပေါ့ဒါဆိုတက်လေးခုံလိုက်တယ်ပြီးရင်နောက်တစ်ယောက်ဒေါ်စုစုပေါ့နော်ဒေါ်စုစုပေါ့ပြီးရင်တက်လေးတစ်ချက်ခုံလိုက်တယ်သူကလည်းသူကကြတော့ဘာဖြစ်မလဲဆိုလို့ရှိရင်မူလာတန်းပြပေါ့နော်ဒါညီမ example ရေးပြတာပါနော်ပြီးရင်နောက်တစ်ခုတက်လေးတစ်ချက်ထပ်ခုံလိုက်တယ်ပြီးရင်သူ့ရဲ့သူကနာမည်ကလိပ်စာထိုးမှာသူကနာမည်သူကလက်မှတ်ထိုးလို့ရှိရင်စုလို့တက်တယ်ပေါ့နော်အဲ့လိုပြီးရင်နောက်တစ်ခုနောက်တစ်ယောက်နာမည်ပေါ့တက်လေးတစ်ချက်ခုံလိုက်တယ်ပြီးလို့ရှိရင်ဒေါ်အုံမာပေါ့အုံမာတက်လေးတစ်ချက်ခုံလိုက်တယ်ပြပါရှင်အလဲတန်းပြပေါ့နော်အဲ့ပြတက်လေးတစ်ချက်ခုံလိုက်တယ်သူ့ရဲ့နာမည်ကိုသူထိုးတဲ့ဥစ္စာသူကအုံမာလို့ထိုးတယ်ပေါ့နော်အဲ့လိုလေးပေါ့ဒါဆိုရင်ညီမတို့ကဒီလိုပုံစံမျိုးဇက်တိုက်ရိုက်သွားမယ်ဆိုရင်ညီမတို့ပုံမှန်ဒီလို space bar တွေနဲ့space bar တွေခြားပြီးတော့ရိုက်မယ်အဲ့လိုမျိုးတွေရိုက်မယ်ဆိုလို့ရှိရင်ညီမတို့စာတွေကဘယ်လိုတွေဖြစ်လာမလဲဆိုလို့ရှိရင်မညီမညာတွေနဲ့ပေါ့နော်ညီမဒါ space bar ဒီတစ်ခါခြားပြီးတော့ရိုက်ပြပါပေါ့နော်ဒါကြတော့ဘာကြည့်မလဲနာမည်ကြော့ပေါ့နော်ကြော့ဒါဆိုလို့ရှိရင်ညီမဒီကငုတ်နဲ့မရိုက်ဖ ೇನೆ ဒီကကိုယ့်ဘာသာ space bar တွေနဲ့သွားရိုက်မယ်ပေါ့နော် space bar ခောက်မယ်အဲ့ပြင်ဒီမှာညီမစာရိုက်မယ်ပေါ့ဒီကကြတော့ရိုက်မယ်ပုံစံဆိုကြောင်းအုပ်ပေါ့ကြောင်းအုပ်ပေါ့ပြီးရင်ညီမတက်တစ်ချက်ခုံလိုက်မယ်တက်မခုံမနဲ့ space bar နဲ့သွားမယ်ပေါ့နော် space bar နဲ့သွားမယ်သူကသူ့နဲ့နာမည်လက်မှတ်ထိုးလို့ဆိုကြော့လို့ထိုးတယ်ဒါဆိုရင်ဘယ်လိုတွေဖြစ်လာလဲဆိုတော့စာတွေကဒီမဲ့ဆိုမညီမညာပုံစံကြီးအဲ့ဒါပြီးရင်ညီမတစ်ခါအားပြန်ခောက်အဲ့လိုတက်တင်နေတော့အဲ့လိုမျိုးကြပါဖြစ်လာမယ်ဆိုလို့ရှိရင်စာတွေကညီမတို့လိုချင်တဲ့ပုံစံအတိုင်းကိုမပြတော့ပေါ့နော်ဒါတော့အစုလေးတွေလို group တစ်ခုညင်းဆိုညီညာလေးလိုချင်တယ်ဆိုရင်ဒီလိုမျိုး left tab
center tab right tab လေးကိုခေါ်ပြီးတော့ရိုက်တယ်ဆိုရင်စာပို့ပြီးတော့မှညီတယ်စာလေးတွေကိုညီညာနဲ့တက်ရက်ရက်လေးတွေဖြစ်စီရပေါ့နော်ညီမတို့အကယ်၍ဒါတွေကိုမလိုတော့ဘူးကြားတယ်ဒီအောက်မှာညီမတို့ဆက်ပြီးတော့မှစာကြောင်းအရှိကြီးရိုက်တော့မှမလိုတော့ဘူးဆိုလို့ချင်းဒီငုတ်ကလေးတွေကိုညီမတို့ဒီလိုမျိုးစာအုပ်စုတွေရဲ့အလယ်မှာကစားကိုချထားလို့ရှိရင်အကုန်လုံးရွေ့ကုန်မှာပေါ့နော်ဒီမှာညီမငုတ်တစ်ခုကိုဖြုတ်ပြမယ်စာတွေကဒါဆိုလို့ရှိရင်ရွေ့ကုန်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးလုပ်ခိုင်းတယ်ညီမတို့ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဖြုတ်တဲ့အခါမှာညီမတို့ကအောက်ကိုအန်တာတစ်ချက်ခောက်ထားပါနော်လွတ်တဲ့နေရာမှာပေါ့နော်စာတစ်ချက်ချတာဒီစာသားတွေရဲ့ခြားထဲမှာသွားပြီးတော့မချပါနဲ့ပြီးသွားပြီလွတ်တဲ့နေရာမှာချပြီးတော့ညီမတို့ငုတ်ကလေးတွေကိုတစ်ခုချင်းစီလိုက်ပြီးတော့မှဖြုတ်လိုက်လို့ရအောက်ကလေးတွေကိုတသားပဲဆွဲချလိုက်အောင်ဒါဆိုရင်ရဒါဆိုငုတ်ကလေးလည်းပျောက်သွားပြီစာလေးတွေလည်းမရွေ့တော့အဲ့လိုမှမဟုတ်ညီမတို့ငုတ်တွေခေါ်ထားတယ်ငုတ်တွေခေါ်ထားပြီးတော့ညီမတို့ကစာတွေရဲ့အနားတွေကိုရောက်နေတယ်ပြီးရင်ဒီငုတ်တွေကိုညီမတို့ကြိုက်တယ်လို့မျိုးဖြုတ်ချပလိုက်တယ်ဒါဆိုစာတွေကယူရကုန်တယ်ဖြစ်ချင်တယ်လို့တွေဖြစ်ကုန်တာပေါ့နော်ဒါမျိုးတွေဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်စာတွေအကုန်လုံးကညီမတို့လိုချင်တဲ့ပုံစံတွေမဟုတ်တော့ဘူးအကုန်လုံးဒါပြည့်ယွန်းကုန်တယ်ပေါ့နော်ညီမပြောသလိုမျိုးဆော့ဆော့လိုမျိုးပဲအန်တာတစ်ချက်ကိုခောက်ပြီးတဲ့အခါကျတော့မှငုတ်ကလေးတွေကိုလွတ်လွတ်လပ်လပ်ဆွဲဖြုတ်လိုက်မယ်ဆိုလို့ရှိရင်တော့အဲ့လို error တွေမရှိပါဘူးဒါကတော့ငုတ်လေးတွေရိုက်ချပြီးတော့မှစာရိုက်တဲ့နည်းလမ်းလေးကိုညီမ sharing လုပ်ပြီးသွားတာဖြစ်ပါတယ်ညီမတို့ကဒါကိုအခုဘာလုပ်မှာလဲဆိုလို့ရှိရင်သိမ့်မယ်ပေါ့နော်ဒီစာကိုညီမတို့ကသိမ့်မယ်သိမ့်တော့မယ်ဆိုလို့ရှိရင်ကျတော့ညီမတို့ကဒီမှာဆိုလို့ရှိရင်ဒီသိမ့်မဲ့နီလန်လို့ပြပြပြီးတော့မှာပေါ့နော်ညီမဒီဥစ္စာမလိုတော့လို့မလို့ don't save လုပ်လိုက်မယ်ပေါ့နော်ညီမတို့က excel file နော် excel တို့သွားလိုက်မယ်ပေါ့နော်ဒါပေမဲ့ဒီစာကိုညီမတို့ကသိမ့်မယ်ပေါ့သိမ့်မယ်ဆိုညီမတို့မှာစာတစ်ကြောင်းရိုက်ထားတယ်ပေါ့နော်စာကြောင်းရိုက်ထားတယ် sorry ဒါမြန်မာ font ဖြစ်သွားလို့ပါစာကြောင်းရိုက်ထားတယ်ပေါ့ဒီဥစ္စာကိုညီမသိမ့်တော့မယ်သူ့ကိုမှဝင်တော့ကြည့်လို့ရမယ်ဒါပေမဲ့ပြင်လို့မရဘူးပေါ့နော်ပြင်လို့မရအောင်ညီမတို့သိမ့်လိုက်မယ်ပေါ့သိမ့်မယ်ဆိုလို့ရှိရင်ကျတော့ညီမတို့ကဒီ review ထဲမှာပေါ့နော် review ထဲမှာဒီ protect sheet ဆိုတဲ့ဥစ္စာလေးရှိရပေါ့နော်ဒီ review ထဲမှာ protect sheet ဆိုတာလေးရှိတယ် protect sheet ဆိုရင်ဒီ sheet 1တစ်ခုတည်းကိုပဲသူကကာကွယ်ပေးလိုက်မှာပေါ့နော်ဒီ sheet 1တစ်ခုကိုဘယ်သူမှဝင်ပြီးတော့မှ destroy လုပ်လို့မရအဲ့ဒါပေမဲ့ sheet 2တွေ sheet 3တွေကိုတော့သူတို့ဝင်ပြင်းနေတယ်ဆိုရင်ပြင်လို့ရတယ်ပေါ့နော်okay တကယ်၍ညီမကဒီမှာ protect workbook လို့ရွေးလိုက်တယ်ဆိုရင်တော့ဒီ excel file ကြီးတစ်ခုလုံးကိုသူကကာကွယ်ပေးထားပါပေါ့နော်ဒီ sheet တွေအကုန်လုံးဘယ် sheet ကိုပဲနှိမ့်နှိမ့်ဘာမှပေါ်လာမှာမဟုတ်ဘူးပေါ့ဒီနှစ်ခုတော့ရှိရပါတော့။ဘာလို့လဲဒီ sheet ကိုပဲ protect လုပ်ထားမှာလားဒါမှမဟုတ် workbook ကိုပဲ protect လုပ်ထားမှာလားကြိုက်တာကိုရွေးပြီးတော့မှလို့ညီမတို့ဒီမှာ sheet ကိုပဲpassword ပေးလိုက်ပြီပေါ့နော်။ဒါညီမကြိုက်တဲ့ password တစ်ခုကိုပေးထားလို့ရတယ်။ပြီးရင်ညီမတို့က okay ပေးထားလိုက်ပေါ့နော်။ပြီးရင်နောက်တစ်ချိန်သူကထပ်ပြီးတော့ password ကိုထပ်ထည့်လိုက်မယ် confirm ဖြစ်အောင်ပေါ့နော်။ပြီးရင် okay ရွေးလိုက်တာနဲ့ဒါဆိုလို့ရှိရင်ပြီးသွားပြီ။ဒါဆိုညီမကဝင်ပြီးတော့ပြင်မယ်ဆိုရင်ဒါဘလို့မှဝင်ပြင်လို့မရတော့ဘူး။တကယ်ရင်ညီမကပိုင်ရှင်ပြန်ပြီးတော့မှညီမအကောင့်ညီမပြန်ဖွင့်နေတယ်ဆိုရင်ညီမ password လေးရိုက်ပြီးတော့ပဲပြန်ပြီးတော့ထွက်လိုက်အောင်ဒါဆိုရင်ညီမတို့ပုံမှန်တိုင်းပြန်ပြီးတော့လိုချင်တဲ့ဥစ္စာတွေထည့်ပြီးတော့မှဖြည့်လို့ရတယ်ပေါ့နော်တပားသူကတော့ညီမရဲ့ password ကိုသိမှာပဲဝင်ပြီးတော့ပြင်ဆင်လို့ရမှာပေါ့နော်ဒါကတော့ဒါ product sheet ကိုညီမတို့ product လုပ်တဲ့နည်းပေါ့ workbook ကိုလုပ်မယ်ဆိုလို့ရှိရင်တော့ဒီ sheet တွေအကုန်လုံးဘာမှနှိပ်လို့ရမှာမဟုတ်ပါဘူးဒါက Microsoft Word ပဲဖြစ်ဖြစ် Excel ပဲဖြစ်ဖြစ်အတူတူပါပဲဘယ်ဟာပဲဖြစ်ဖြစ်ညီမတို့စိတ်ကျင်တဲ့အကြောင်းအရာတွေအကုန်လုံးဘယ်ဟာပဲဖြစ်ဖြစ်ဒီ review ထဲမှာငါတို့သွားပြီးတော့မှလောက်ခတ်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ဒီဝင်ပြီးတော့မှလောက်ခတ်ပြီးလို့ရတယ်ပေါ့နော်အတူတူပဲပေါ့နော်ဘယ်မှာပဲသွားပြီးတော့ပဲလောက်ခတ်အတူတူပါပဲဟုတ်ကဲ့ပါဒီနေ့မှာပြပြပေးသွားတဲ့အကြောင်းအရာလေးတွေအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဤပညာနဲ့ပတ်သက်ပြီးတော့ဘုဟုတုတ္တတွေတိုးပွားကြပါစေ